အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အမှတ်20ကိုစစ်ပြီးပါအမှတ်ခွင့်ရှိ3ညံအားတရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဖူးဖူးပဲဖြစ်ပါတယ် ကျွန်တော်ကတော့အမှတ်20ခုစစ်ပြီးဟာအမှတ်ခွင့်ရှိတုံညာကတရင်မှရဲဘော်ပြည့်ပြည့်ပဲဖြစ်ပါတယ် ကျွန်တော်ကတော့အမှတ်20ခုစစ်ပြီးပါအမှတ်ခွင့်ရှိတဲ့ညငါတရင်မှရဲဘော်မောင်ကြီးပဲဖြစ်ပါတယ် ကျွန်တော်ကတော့တော်မိုင်းတိုင်းအမှတ်29စစ်ဗျူဟာတထုံ KI အမှတ်983နှစ်တရင်မှတထိုင်တောင်ဝန်ထမ်းဆောင်နေသောရဲဘော်လာမင်းဖြစ်ပါတယ် ကျွန်တော်တိုင်း38ညတစ်ခွဲလေး VI တစ်ခွဲမှာတက်စုမှုတောင်းဝင်ထမ်းဆောင်တဲ့ရဲဘော်ချင်းဖြစ်ပါတယ် ကျွန်တော်ကတော့ဘီကူ99စီတူဒေါနာတိုက်ရင်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်အနေနဲ့ဖြစ်ပါတယ်ဗျာ ကာကွယ်ရေးဝန်ကြီးဌာနမှပေးအပ်သော29ကြိမ်မြောက်နဲ့28ကြိမ်မြောက်တရင်ထောက်ဖို့နဲ့အထွေထွေအသုံးစိတ်ကို ကျွန်တော်တို့ဒေါနာတိုက်ရင်မှာလက်ခံရရှိပါတယ် 28ကြိမ်မြောက်နဲ့28ကြိမ်မြောက်တရင်အထောက်ပံ့နဲ့အထွေထွေအသုံးစရိတ်များကိုလက်ခံရရှိပါတယ် ပြည်သူတော်လှန်ရေးထောက်ဖို့တဲ့ PRM မှာပြောက်ကွက်မှုရှိတောင်းထမ်းဆောင်နေကြသည့်ပြည်တွင်းပြည်ပကထောက်ဖို့တတများအားနေသာကုန်ယူပါတယ် ပြည်သူတော်လှန်ရေးထောက်ပို့တပ် PRF မှာမပြတ်မကွာတာဝန်ထမ်းဆောင်ပေးနေကြတဲ့ ပြည်တွင်းပြည်ပကထောက်ဖို့တပ်သားများကိုအစဉ်လေးစားဂုဏ်ယူပါတယ် PRF ထောက်ဖို့ရဲဘော်များအားလုံးတောင်းဝန်ကြေကြပါတယ် ခိုင်မာတဲ့ယုံကြည်ချက်မလျှော့တော့သလုံးကောင်နဲ့လားတယ်မပြတ်မကွာတောင်းထမ်းဆောင်ကြမှာပဲတော်လိုင်းရဲ့အများဆုံးအောင်မြင်နိုင်မှာဖြစ်ပါတယ် ကျွန်တော်တော်လိုင်းခီးရာပန်းတိုင်းနဲ့ပူပြီးနေကြလိုက်ဖြစ်တာကြောင့်ဒီထက်ပူပြီးတက်ညီတက်ညီနဲ့စီးလုံးစွာဖြင့်အားထုတ်ခေါ်ဆောင်ရုံရောက်ဖို့လိုအပ်ပါတယ် အာနာရှင်နေတသုံးတဲ့ဒီအာမကျော်တန်အရှိန်အုံမြင့်ပြီးဆက်လက်တိုက်ပွဲဝင်ဝေးကြဖို့လဲတိုက်တွန်းလိုပါတယ် လာပါငါတို့တူတူရုံးမယ် လာပါငါတို့အတူရုံးမယ် လာပါငါတို့အတူတူရုံးမယ်